ရှောင်းမေကနှုတ်ချိုက်ချိုက်အိပ်ပျော်နေခဲ့ပါပြီဒါပေမဲ့သူမရဲ့နဖူးပေါ်မှာတော့ချွေးဆက်တွေပြည့်နှံနေသည့်အသက်ရှူထန်တွေကလည်းပြင်းထန်နေပါတယ်ရေချိုးပြီးကားဆော့အမျိုးသားကသူမရဲ့ဒီလိုပုံစံကိုကြည့်ပြီးနှာခေါင်းထောက်မှာကြည်နူးရဲ့အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်သူမတကယ်အိပ်ပျော်နေတာမဟုတ်မှန်းသူကောင်းကောင်းသိတာပေါ့သူမရဲ့စိတ်ကူးရင်ဇာလန်တွေကိုလည်းသူရိပ်မိပြီးသားပါရှောင်းမေကစိတ်ထဲကနေသူ့ကိုအဖြစ်တင်နေမိပြီးမဲ့ဒါဟာသူတို့နှစ်ယောက်ကြားကကစားပွဲလေးတစ်ခုဆိုတာကိုလည်းနားလည်ထားပါလေသူတို့ကတက္ကသိုလ်ကျောင်းသူနေဖြစ်ကြပြီးနှစ်ပေါင်းများစွာမတွေ့ဖြစ်ခဲ့ကြရကနေဒီအချိန်မှာမမျှော်လင့်ပဲပြန်လဲဆုံတွေ့ခဲ့ကြတာပါရှောင်းမေအိမ်ပြန်ရောက်တဲ့အခါပိုက်တရွှွှွစားလာပြီးစားချင်းစိတ်တွေပြင်းပြနေလာကြောင်းဖုန်းထုတ်ပြီးချက်ကြော်တပွဲမှာလိုက်ပါတယ်ကိုရီးယားရဲ့ပို့ဆောင်ရေးမြန်ဆန်မှုကတော့တကယ်ကိုအံ့ဩစရာပါပဲရှောင်းမေတရေပဲအိမ်လာရသေးတယ်အစားထောက်ကအချိန်မှရောက်လာခဲ့ပါပြီပို့ဆောင်ဖေးတဲ့သူထွက်ခွာဖို့ပြင်ဆင်တဲ့အခါရှောင်းမေကသူ့မျက်နှာကိုရင်းနှီးနေတယ်လို့ခန်းစားရတာကြောင့်တကားဝါမှာခဏဆောင်ခိုင်းပြီးအခန်းလဲကိုအလင်းမြန်ပြေးဝင်ကဓပုံဟောင်းတပုံရှာထုတ်လိုက်ပါတယ်နှစ်ယောက်သားမျက်နှာချင်းဆိုင်ပြုံးမိသွားကြတယ်တကယ်တော့ရှေ့ကအမျိုးသားဟာသူမနှစ်ပေါင်းများစွာမတွေ့ရတဲ့ကျောင်းနေဘက်ထုံရချင်းရှောင်းဖူဖိနေလိုပါပဲရှောင်းမေကရှောင်းဖူကိုအိမ်ထဲဝင်ပြီးခဏထိုင်ဖို့ဖိတ်ခေါ်ပြီးမဲ့ရှောင်းဖူမှတခြားပို့စရာတွေရှိသေးတာကြောင့်နောက်ရက်မှပြန်ဆုံဖို့ချိန်လိုက်ကြပါတယ်ရှောင်းမေကဘီယာတောက်ရင်စိတ်ထဲကနေရှောင်းဖူအကြောင်းကိုမရည်ရွယ်ပဲတွေးမိသွားပြီးအတိတ်ကသူ့ကိုလွတ်လွတ်ထည့်ရတာတွေအတွက်နှမျိုးတသားဖိနေမိပါတယ်သူမရှောင်းဖူစီဖုံးဆက်ခြင်းတဲ့အခါကျမှသူ့ရဲ့ဆက်သွယ်ရအချက်လက်တွေကိုတောင်းဖို့မေ့သွားမှတတိယလိုက်ပါတယ်ညံအလင်းပွင့်သွားတဲ့ရှောင်းမေကဒီအခွင့်အရေးကိုအဆုံးချပြီးရှောင်းဖူနဲ့ပြန်တွေ့ရနိုးနဲ့ဖုန်းကိုပြန်ယူကအစားအသောက်ထပ်မှလိုက်ပြန်ပါတယ်ဒါပေမဲ့အစားအသောက်လာဖို့သူကရှောင်းဖူမဟုတ်ခဲ့ပါဘူးရှောင်းမေဒီအော့စိတ်ပဲအားလျော်နေတဲ့အချိန်မှာပဲတကားဘဲအတန်ထပ်မှန်မိလာခဲ့ပါတယ်ဝင်လာတဲ့သူကတော့ရှောင်းဖူဖြစ်နေပြီးသူမအတွက်အခက်မီချက်ကြော်မှယူလာပြီးခဲ့ပါတယ်နှစ်ယောက်သားပြန်လဲဆုံတွေ့ကြပြီးအတူတူအစားအသောက်တွေစားတောက်ပြီးရတောက်ရင်ရုပ်ရှင်ကြည့်ခဲ့ကြပါတယ်စကားစမြည်ပြောရင်ရှောင်းဖူရဲ့လှုပ်ဆောင်ချက်အချို့ကြောင့်ရှောင်းမေရဲ့ရင်ခုန်ထန်တွေပုံမမြန်ဆန်လာခဲ့ပြီးနောက်ဆုံးမှာတော့အချစ်နွမ်းထဲကိုနေဝင်သွားခဲ့ပါတော့လေသူတို့နှစ်ယောက်နောက်ရက်မှထပ်တွေ့ဖို့ချင်းဆိုခဲ့ကြပါတယ်ဒီတစ်ချိန်မှာတော့ရှောင်းဖူကပိုးပြီးဂယူဆိုင်တက်လာကခရီးနဲ့ထားကိုတုံပြီးရှောင်းမေအသက်အီတလီခောက်ဆွဲတွေကိုတီးတီးချာချာလိမ့်ဖိနေခဲ့ပါတယ်စိတ်လှုပ်ရှားစရာကောက်တဲ့အရှင်ရုပ်ရှင်ကိုကြည့်နေရင်ရှောင်းမေကသူမရဲ့ကွက်ကြော်ရိုက်ကွက်ကိုတုံးဖို့ဆုံးဖြတ်လိုက်ပြီးရှောင်းဖူရဲ့ရင်ခွင်ထဲမှာအိပ်ပျော်နေခြင်းအောင်ဆောင်လိုက်ပါတယ်ဒါပေမဲ့သူမမျိုးလင်းထားတာနဲ့ဆန်ချင်းပဲဖြစ်စွာရှောင်းဖူကသူမကိုဆိုဖာပေါ်ကိုအသားအရာရွှေ့ပေးပြီးတယောက်ထဲထွက်ခွာသွားခဲ့ပါတယ်ရှောင်းမေကဒီအခွင့်အရေးကိုထပ်ပြီးအဆုံးရှုံးမခံနိုင်တာကြောင့်ချက်ချင်းပဲအနောက်ကနေလိုက်သွားခဲ့ပါတယ်ရှောင်းဖူထုတ်ပြလိုက်တဲ့စားတိုလေးကိုမြင်ရတဲ့အခါသူမဟာသူ့ရဲ့အချစ်တွေကိုခန်းစားလိုက်ရပြီးရှင်ထဲမှာနှွေးထွေးမှုတွေလျံတက်သွားခဲ့ပါတယ်ဒီအချိန်မှာတော့ရှောင်းမေလည်းဆက်ပြီးအိတ်ချင်းရောက်မဆောင်တော့ပါဘူးအမျိုးသမီးတယောက်အိမ်မက်နေတဲ့အချိန်မှာအမျိုးသားတယောက်ကဘာမှမလုပ်ဘဲနေမှာမဟုတ်တာတဘာဝပါပဲနှစ်ယောက်သားတယောက်ကိုတယောက်အပြစ်တင်ဆက်နှောက်နေကြပြီးမြဲအပြန်လန်ရှိကြတဲ့ဖန်ရိုးချင်းတွေကတော့ပိုးပြီးနှဆိုင်လိုနေပါတယ်ဒီလိုနဲ့ပဲချစ်သူနှစ်ဦးဟာနောက်ဆုံးမှာအတူတူလက်တွေ့ခွင့်ရရှိသွားခဲ့ကြပါတယ်သူတို့ရဲ့ဇလန်းလေးဟာအန်အောစရာတွေနဲ့ပြည့်နှံနေတဲ့လှပတဲ့အိမ်မက်တစ်ခုလိုပါပဲနှစ်ပေါင်းများစွာကြာပြီးမှပြန်လည်ဆုံးတွေ့ခင်ကသူတို့နှစ်ယောက်ကိုစိတ်ဝိညာဉ်ရဲ့ခိုးနာရာကိုပြန်လည်ရှာဖွေတွေ့ရှိစေခဲ့ပါတယ်သူတို့ရဲ့အချစ်ဇလန်းလေးကတော့အဲ့ဒီဘီယာတစ်ခွက်အဲ့ဒီကြက်ကြော်တစ်ပွဲနဲ့